ဒီနှစ်ကြီးကိုစကားစုတစုရဲနဲ့ပေါ်ပြမယ်ဆိုလို့ရှိရင်ဘယ်လိုပေါ်ပြခြင်း ရေးဆက်ချလို့ပေးပါပြီ ရင်းစက်ချလို့ပြီးပါပြီမူဗီမှားကြလားတူရဲဟာကြ မူဗီမှာ ဟောမူဗီဘယ်လိုများမှားရှင်လားလေဘော စိတ်လို့ကိုလို့ပေါ့မတီရောအကြီး လူများစုပါဗျာဒီမန်းချက်ကိုအခြေအတွက်ထားတယ်စီးပွားရေးအတွက်ထားတယ်အဲဒါကြောင့်မဆန်ရှာကြဘရာသာရောဘာဖြစ်လို့မဆန်ရှာအခြေအတွက်ပေါ့အဲ့ပြောပါတယောက်ကြီးတိုက်ရပါဆောက်ကြောရပါလေโอ้ပေါ့မဆန်ရှိမှာဆောက်ကြောရအောင်ကင်းမယ်တော့ပါအဲ့ဒါဆောင်းမယ်ကျွန်တော်တို့ screen နဲ့ပြီးမေးရတဲ့ရည်ရွယ်ချက်ကတစ်ခုပဲရှိတယ်ဒီမေးခွန်းကိုကိုမမဟုတ်ပဲတခြားလူတွေကဘယ်လိုဖြေရမလဲဆိုတော့နှစ်လဲကုန်တော့မယ်ဒီနှစ်အပြောတွင်းထဲမှာဘယ်သူတွေကဘယ်လိုတွေအလွဲအမှားတွေလုပ်ပြီးတော့ဘယ်သူတွေဘယ်လောက်တော့မအောင်မြင်နေပြီလဲငါစိတ်ကူးရင်မန်းချက်တွေထားတာလဲဒီနှစ်အတွင်းမှာအကောင့်နဲ့ပေါ်နိုင်ရဲ့လားဆိုတော့ကိုလဲလဲမင်းမြန်းတော့မှဖြစ်ပါတယ်ဆိုတော့ကိုမမဟုတ်ပဲနဲ့တခြားလူတွေရောဒီနှစ်ထဲမှာဘယ်လိုတွေဖြတ်သန်းနေကြလဲသိကျင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါ let's go New Year မှာ movie မှားကြလားတူရဲဟာကြ မူဗီမှာ ဟောလွန်မြင်လဲ ပါလာမူဗီမှာချလာ မယုံနော်လျုံနော်နေရာမယုံနော် movie မှာကိုပဲနော်ဟုတ်ပြီအဲ့တော့ movie ဘယ်လိုများမှားရှင်လားလေဘော စိတ်လို့ကိုလို့ပေါ့မတီရောအကြီး โอ้တူဘောကြိုက်တယ်လူငယ်ဆိုအဲ့လိုဖြစ်နေအောင်လွတ်လွတ်လပ်လပ်ဟုတ်ပြီဗျာဒီနှစ်ထဲမှာ movie မှားခဲ့ဘူးလားရှိလားယူရီဟားခဲ့ဘူးလားရှိ ရမတော့ အဲ့ဆိုရောတူရဲဟားခဲ့ဘူးလားရှိ ထားခဲ့ဘူးလားမရှိဘူးကြာလို့တကယ် movie မှားလည်းမရှိဘူးယူရီဟားတာလည်းမရှိ ရခါမှမတော့ဘူးလေโอเค ယောက်ျားတွေကအဲ့လိုဖြစ်နေညမှာ movie မှားကြလားတူရဲဟားကြလား အဖွဲလိုက်တာနေလေ အဖွဲလိုက်ပဲဟားကြတာ movie တော့မမှားကြဘူးပေါ့ မမားရပါ မမှားကြဘူးရှောက်ကိုပေါ့ movie မှား okay နှစ်သက်မှာ movie မှားကြလားတူရဲဟားကြလား တူရဲဟာ မဟုတ် တူရဲပဲဟာပြီ ဘာဖြစ်လို့ movie မမှားကြကြလဲ မားရဆိုတာမကောင်းပါဘူးကိုကိုလုံးချင်တာပဲရှိပါဘူး မဟုတ် အဲ့လိုမျိုးလေလောက်ရတိတ်ကြိုက်တယောက်တည်းပဲ တယောက်တည်းပဲ single life is the best yes yes တကယ်ဟုတ်တယ်ကျွန်တော်မိမဒီဗီဒီယိုမမြင်ပါသေးနဲ့ New Year မှာ movie မှားခြင်းလားတူရဲဟားခြင်းလား တူရီပဲဟာချင်တယ် မဟုတ် ဒီကောင်လေးနဲ့ရှိရင်ပြောပါအဲ့မျိုးပဲ movie မှားခြင်းလားဟုတ် မိုင်းမ ဟုတ်ပြီကျွန်တော်တို့အကုန်လုံးကတူရဲပဲဟားခြင်းနေကြတာကြီးပဲ movie မမှားခြင်းနဲ့အကြောင်းရင်းလေးများရှိမလားဟင် ရှိပါ ရှိပါယူလေ New Year မှာ movie မှားခြင်းလားတူရဲဟားခြင်းလား တူရဲပဲဟာပါပေါ့ ဘာဖြစ်လို့လဲအကုန်လုံးကတူရဲဟားခြင်း movie မမှားခြင်းကြောင့်ဘာဖြစ်လို့လဲအကြောင်းရင်းလေးပြောပြပါဦး ရှိလို့လေ မရှိ What the fuck bro ရှိရင်တော့မှားပါဘော ရှိလည်းမမှားပါဘူး မမလောက်ပါဘောဒီနှစ်ကိုစကလုံးတစုတည်းနဲ့ပေါ်ပြရမယ်ဆိုလို့ရှိရင်ဘယ်လိုပေါ်ပြကြလဲ စိတ်ရချမ်းသာရော ချမ်းသာလေရွေပြောနေသလိုပဲရွေပြောတာလားမ ရရပါ ဆိုတော့အမကဘယ်လိုပေါ်ပြကြလဲ အဲ့လိုပဲပေါ့စိတ်ချမ်းသာမှုပဲပေါ့ ချမ်းသာကိုပဲပေါ်စကစုတစ်ခုတည်းနဲ့ဒီနှစ်ကိုပေါ်ပြရမယ်ဆိုလို့ရှိရင်ဘယ်လိုပေါ်ပြခြင်းကျွန်တော်တော့ဆိုရင်တော့အာသာကြီး2025အခုတော့ဆိုရင်ဘာဖြစ်မလဲ တော့ဆိုတော့လက်ဆန်ကတင်းစရာကြီးပါ 2025ပြင်နေကောင်းမလေးမရှိ ဟိုမလေးလည်းမရှိ အလုပ်ချောရဲဘေးကကောင်းမလေးမရှိ စားပြီ ဟုတ်ပြီဒီနှစ်ကြီးကိုစကလုံးတစ်လုံးနဲ့ပေါ်ပြရမယ်ဆိုလို့ရှိရင်ဘယ်လိုပေါ်ပြခြင်းလဲဒီ2025ကြီး ထွေထူးတော့မရှိမယ်ပြောစရာကောင်းပါတယ် စကလုံးတစ်လုံးစကစုတစ်စုတည်းနဲ့ဒီ2025ကြီးကိုပေါ်ပြရမယ်ဆိုလို့ရှိရင်ဘယ်လိုများပေါ်ပြခြင်းလဲ အခုဖြစ်နေတဲ့2025မှာကျန်တဲ့လူတွေရော2026ပြောင်းရင်စစ်သေးကိုတင်းနဲ့ဖြတ်တန်းကြပါလို့ပြောချင်တယ် စကလုံးတစ်လုံးဒါမှမဟုတ်ဘူးဆိုလို့ရှိရင်စကစုတစ်စုတည်းနဲ့ဒီ2025ကြီးကိုပေါ်ပြပါဆိုလို့ရှိရင်ဘယ်လိုများပေါ်ပြခြင်းလဲ
ဟိုမြန်မာနိုင်ငံအေးချချမ်းနဲ့ပဲပြီးဆိုလို့ရမြကမြစိတ်အကူပါအဲ့မျိုးပဲပျော်ပျော်ရွှင်ရွှင်ဖြစ်ပါစေပေါ့ ဒီနှစ်ကြီးကို one word ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်စကားစုတစုရဲနဲ့ပေါ်ပြမယ်ဆိုလို့ရှိရင်ဘယ်လိုပေါ်ပြခြင်း ရင်းဆက်ချလို့ပြီးသွားပြီ ရေစက်ချလို့ပြီးပါပြီဆောင်းကျဲတယ်ဗျာနာမည်နဲ့မှာပြောင်းလဲခြင်းနဲ့ habit တခုအချင်းတခုရှိ ဒူကောင်းဆန်ရဲ့စိတ်ကြီးနည်းနည်းတူကောင်းဆန် အဲ့တော့ဘယ်လိုပြောင်းလဲခြင်းလဲ နားလည်းပြတဲ့လူတယောက်လို့ ဟာကောင်းလိုက်တဲ့စကားလေးဗျာအခုကဘာများပြောင်းလဲခြင်းလဲ ချစ်တဲ့မှုကိုလည်းပြောင်းလဲခြင်း ချစ်တဲ့မှုပြောင်းလဲခြင်းလားဟာမချစ်တဲ့တာနဲ့ပြောင်းလဲခြင်း မဟုတ်ဘူးဟိုချစ်တယ်လည်းလျှော့ခြင်း ဟာချစ်တာနဲ့ရှော့ရတယ်အချစ်သမားကြီးကျွန်တော်တို့ကအခုရတော့လောက်ပဲချစ်တတ်မယ်ဆိုရင်ကောင်မလေးတော်ရနေလောက်ပြီဗျာတိလားကျွန်တော်ကိုတော့လောက်မချစ်တော့ဆုံးနေတယ်ဒီဗီဒီယိုကျွန်တော်မိမမမြင်ပါသေးနဲ့ ဒီ post ကိုမင်းမေကိုလည်းပြမယ် share ကိုလည်းတိုက်မယ် ဒီလာမယ့်နှစ်မှာပြောင်းလဲခြင်းနဲ့ habit တစ်ခုပေါ့ရင်းရင်ပြောရင်စောင့်ကြည့်တစ်ခုကဘာဖြစ်မလဲ procrastination ပေါ့ ဗျာ အချိန်ဆွဲရ အချိန်ဆွဲတာဟာအချိန်ဆွဲတာ okay ဟုတ်ပြီလာမယ့်နှစ်မှာပြောင်းလဲခြင်းနဲ့ habit တစ်ခုခုများရှိမလား ဒေါသတွေပြောင်းလဲချင်တယ်ဒေါသအရန်ထွက်လို့ ဒေါသအရင်ထွက်လို့အဲ့ဒါနောက်နှစ်မှာလုံးဝမထွက်ချင်ဘူး နောက်နေ့မှဒီတဲ့အေးစစင်းလေးပဲနေချင်တော့အဲ့လိုမျိုး ဟုတ်ပြီဒေါသထွက်ရတဲ့နောက်ွယ်အကြောင်းရံဘာများဖြစ် အာ ကောင်းလေးလားကောင်းမလေးလား ကောင်လေးတော့ ကောင်းလေးတော့ဆင်းမလား တွေ့သွားပြီဟုတ်ပြီနောက်တစ်ယောက် pass လိုက်ပါမယ်ဟုတ်ပြီအမရောနောက်နေ့မှာပြောင်းလဲခြင်းနဲ့ habit တစ်ခုကဘာဖြစ်မလဲ နောက်နေ့မှာပြောင်းလဲချင်တာတော့ဟိုမျိုးအချင်းနဲ့ဝူမနေမှာပဲဒီတိုင်းပဲပျော်ပျော်လေးပဲပတ်စံလေးရှာပါပဲပျော်ပျော်ပဲနေတာချင်တယ် ဒီနေ့ညီရကောင်းတော့ဘယ်လိုဖြတ်တန်းဖို့လုပ်ထားလဲ အဲ့ဒီမချင်းဘာမှမရှိ ညီရကောင်းတော့အဲ့ရွေဖြတ်တန်းမှာကျွန်တော်တို့ဒီလိုပဲ brother ဒီနေ့ညီရကောင်းတော့ဘယ်လိုမျိုးဖြတ်တန်းဖို့စီစဉ်ထားလဲ ဒီနေ့ကတော့ငွေဆောင်ပေါ့နော်ငွေဆောင် calling Messiah is calling we are going so calling လူများစုပါဗျာဒီမန်းချက်ကိုအခြေအတွက်ထားတယ်စီးပွားရေးအတွက်ထားတယ်အဲဒါကြောင့်ပတ်စံရှာကြ brother ရောဘာဖြစ်လို့ပတ်စံရှာ အခြေအတွက်ပေါ့မင်းပြောပါစမ်းကြ အဖာအခြေအတွက်အမ်လို့ အမှုပေါ့ ဟောရောကြီးကြိုက်တယ်ကွာ စောက်ကြောက်ရပါလေ ဟိုဖောက်ပတ်စံရှိမှစောကြောရအောင်ကင်းမယ်တော့ပါအဲ့ဒါစောမယ်2025ကြီးတော့ကတော့တော်တော်ကြီးရင်လေးတာပဲတိတယ်မလားဒီကောင်ကိုထားခဲ့ခြင်းတဲ့လူတွေကြီးပဲ2026ကိုအမြန်ဆုံးရောက်ချင်ကြတဲ့လူတွေကြီးပဲဒီတစ်ဖွဲ့ရတော့ဗောနော်ဆိုတော့ဒီဖွဲ့ထဲမှာဖြည့်သွားတဲ့အဖြေတွေကဒီဗီဒီယိုကြည့်နေတဲ့လူတွေရဲ့စိတ်နဲ့ထပ်တူကြပါမလားဒီဗီဒီယိုကြည့်နေတဲ့လူတွေရော2025မှာဘာတွေများဖြစ်ချင်လဲဘာတွေများလုပ်ချင်လဲ comment ထဲမှာမှန်းခဲ့လို့ရပါတယ်ဆိုတော့နောက်ထပ်တစ်ပုတ်ထပ်ရိုက်အောင်ပါပါအဲ့ဒါကြတော့နောက်ထပ်လူတွေကရော2025 2026မှာလူတွေခံစားပြီးရပြီးတော့ဘယ်လူတွေမဲ့80ချင်လဲဆိုတော့ကိုဆက်လက်ပြီးလိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်အဲ့ဗီဒီယိုတော့ကျွန်တော်နှစ်ကုန်ကန်ဒီမှာတင်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ကျွန်တော် MC ပဲဖြစ်ပါတယ် channel လေးကို subscribe လုပ်ခဲ့ဖို့လုံးဝမမေ့ပါနဲ့နောက်ထပ် stream review နဲ့ပတ်သက်ပြီးကြည့်ကြတယ်ဆိုလို့ရှိရင် channel ထဲမှာအများကြီးတင်ထားတာရှိပါသေးတယ်နောက်ထပ်ဘယ်လိုမေးခွန်းတွေလူတွေကို like မေးရမလဲဆိုတော့လည်း comment ထဲမှာမှန်းခဲ့ပြီးလို့ရပါတယ်နောက်တဲ့ဗီဒီယိုမှာအကုန်လုံးနဲ့ပြန်လည်တွေ့ဆုံကြပါသေးတယ်